တီးကြီးရွှေတွေအယောင်အဝယ်လောက်တာဒီတစ်ချက်ကိုတေချာလေးနားလည်ထားဖို့လိုပါတယ်80K ရွှေတွေကိုကိုကအယောင်ဝယ်လုပ်တော့မယ်ဆိုရင် 80K ရွှေကဘယ်နဲ့ပဲရည်လဲဘယ်လိုတွက်ရတာလဲပေါက်ဈေးတွေဘယ်လိုရှိတာလဲအယောင်ဝယ်ဘယ်လိုတွက်ရတာလဲအယောင်လဲဘယ်လိုရှိတာလဲကိုအနေနဲ့ရောလွယ်လွယ်ကူကူပြန်ရောက်လို့ရနိုင်သလားဆိုပြီးတော့မှစူဇန်တို့ဒီအချက်တွေကိုတေချာလေ့လာဖို့လိုပါတယ်အဲ့တော့ 80K ရွှေတွေကမြန်မာရွှေနဲ့ကြည့်မယ်ဆိုရင်တော့12ပဲကြီးဖြစ်ပါတယ်အတိအကျပြောရမယ်ဆိုရင်တော့12ပဲအတွင်းဆက်လောက်တော့ရှိပါတယ်ဒါပေမဲ့အများစုကတော့12ပဲလို့ပဲပြောတာဖြစ်ပြီးတော့မှရှေ့ပါဝင်မှု85ရာခိုင်နှုန်းပေါက်ဝင်တာဖြစ်ပါတယ် 80K ရွှေတွေကိုကြတော့စူဇန်တို့ gram ပေါက်စီနဲ့မျှဝတာဖြစ်ပြီးတော့မှကို့အနေနဲ့ 80K ရွှေတွေကိုအယောင်အလဲလုပ်မယ်ဆိုရင်ဆိုင်တွေကအများစုကတော့ရာခိုင်နှုန်းရှုံးနဲ့သွားကြတာဖြစ်ပါတယ်အလဲဆိုရင်ဥပမာ 5% အယောင်ဆို 10% ပျက်စီးဆိုရင်50မဟုတ် 20% ဆိုပြီးတော့မှဆိုင်သမားတွေကသူ့ရာခိုင်နှုန်းလေးနဲ့သူသတ်မှတ်ထားတာရှိပါတယ်ဒီတော့ကို့အနေနဲ့ 80K ရွှေတွေကိုအယောင်ဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်တော့ဘယ်လိုရောက်ရမယ်ဆိုတဲ့ပုံစံလေးကိုတွက်ပြပေးပါမယ်တွက်နည်းလေးကိုလည်းဆက်ကြည့်မယ်ဒီကြီးရဲ့1 gram ပေါက်ဈေးက9သိန်းဆိုပါစို့ဒီစံတို့ 80K ရွှေရဲ့အလေးချိန်က2.5 gram ဆိုပါစို့ဒါဆိုရင်စစံတို့ဘာလုပ်မလဲဆိုတော့2.5 gram ကို9သိန်းနဲ့သွားပြီးတော့မျှရမှာပဲဖြစ်ပါတယ်တွက်လိုက်တဲ့အခါကျလို့ရှိရင်တော့2.5 အမျှ9သိန်းတွက်လိုက်ရင်တော့12သိန်း5000ရမှာဖြစ်ပါတယ်12သိန်းနဲ့5000ဒါလေးကကြတော့ 80K ရွှေအယောင်ဝယ်လုပ်တဲ့နေရာမှာတွက်တဲ့ပုံလေးပဲဖြစ်ပါတယ်သူတို့ကိုကြတော့အလဲအယောင်ပျက်စီးရာခိုင်နှုန်းနဲ့တွားကြတာဖြစ်ပါတယ်ဒီနဲ့ပတ်သက်ပြီးတော့ကိုကလေးလာခြင်းနဲ့ရွှေကိုအသေးစိတ်လွယ်လွယ်ကူကူကျွမ်းကျွမ်းကျင်ကျင်သိကျင်နဲ့ရွှေဆိုင်ဖွင့်ခြင်းနဲ့ဘယ်ရစားရမယ်မသိဘူးအပြင်ရွှေတွေကိုလည်းကျွမ်းကျင်စွာပြန်ပြီးတော့ကောက်ခြင်းနဲ့အယောင်ဝယ်အထည်ပြက်တွေကိုလည်းတေချာလေးလေ့ကျင့်ခြင်းပြီးတော့မှရွှေအထုအစစ်မီရှိုရာလက်တွေ့လိုချင်တယ်ဆိုရင်တော့စစန်းစီမာကရွှေပညာကိုတေချာသင်ထားပေးတဲ့ online class အပြင်တွဲသင်တန်းတွေရှိပါတယ်စစန်းရဲ့သင်တန်းလေးကကြတော့မော်လမြိုင်ရန်ကုန်နေပြည်တော်ဖားအံပတ်သိမ်းတောင်ကြီးမန္တလေးမြို့တွေမှာစတင်ဖွင့်လှစ်နေပြီဖြစ်တဲ့ခါကျမှအနီးကပ်အသေးစိတ် private သင်ချင်တယ်ဆိုရင်တော့အမြန်လာချိုင်းမှုလိုပါတယ်စူဇန်ရဲ့ class လေးတွေကလူ340သင်တာမျိုးမဟုတ်ပဲနဲ့15ရောက်အယောက်20ဝိုင်းတာဖြစ်တဲ့အခါကျမှတိတိရရောက်နဲ့လူနည်းစုအသေးစိတ်သင်ချင်တယ် private ဖြစ်ချင်တယ်ဆိုရင်တော့လာဆော့တဲ့ကိုလိုအပ်ပါတယ်ကျေးဇူးပါ